ကြီးကျယ်ခမ်းနားတဲ့ဆိုင်ကြီးတစ်ခုမှာလူချမ်းသာတွေတစုကရောက်နေပါတယ်။အဲ့ဒီဆိုင်ကြီးထဲမှာမိန်းကလေးတွေကိုအလှပြေပေးနေပြီးထွက်မပြေးအောင်လို့မော်လက်ထိတ်တွေခတ်ထားပါတယ်။ကောင်းမလေးတယောက်ကသူ့ကိုယ်သူရောင်းခံရဖို့အတွက်အခန်းထဲကထွက်လာပြီးလူချမ်းသာတွေတစုကဝိုင်လေးတောက်စတိတ်စားနေပါတယ်။အခန်းထဲကထွက်လာတဲ့ကောင်းမလေးကိုပွဲကျင်ညာတဲ့သူကမိတ်ဆက်ပေးလေလံတွေရောင်းချနေပြီးတော့လူချမ်းသာတွေတစုကလည်းဈေးတွေပေးအတင်းလူဝင်နေကြပါတယ်။ကောင်းမလေးခမရမှာတော့ဘာမှမတတ်နိုင်ပဲငိုနေရှာပါတယ်။အဲ့ဒါကိုကြည့်နေတဲ့အပေါ်ကမျိုးသမီးကတော့ဝယ်နေတဲ့ဈေးကနည်းနည်းလေးပဲရလို့ကွန်ပလိတ်တက်နေတဲ့အချိန်ဘေးနားကအင်တော်ထိန်ကကျွန်တော်တို့ခန့်မှန်းထားတဲ့အမြတ်ထက်အများကြီးပိုရနေကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ကောင်းမလေးရဲ့ရွာကိုမိရှို့ပြီးအင်ရှင်မဲ့လောက်တာကလည်းသူတို့ပဲဖြစ်ပါတယ်။အဲ့ဒီချိန်အခန်းထက်ကကောင်းမလေးတယောက်ကတော့အယောင်ခံရမှာမို့လို့ငိုနေပေမဲ့လည်းဘေးနားကကောင်းမလေးကမငုံဖို့အတွက်ဖြောင်းပြပါတယ်။သူ့အလက်ကိုရောက်တော့ပွဲကျင်ညာတဲ့သူကဘာပစ်ချက်မှမရှိတော့10တန်းကနေလေလံတွေရောင်းချနေပါတယ်။လူချမ်းသာတွေကတော့အလူအယက်အသေးဝင်နေကြပြီးကောင်းမလေးကတော့လူချမ်းသာတွေရဲ့ရုပ်ကိုကြည့်ပြီးတော့ခုချိန်ဒီမိန်းကလေးဗနင်ယောက်ရဲ့ဘဝကိုဖျက်ဆီးပြီးပြီလေလို့ပြောလိုက်ပါတယ်။တော့မော်ဂါရာကိုရွတ်လိုက်ပြီးလက်ထိတ်ကိုဖြေးလိုက်ပါတယ်။တနက်ကိုမော်ဂါရာနဲ့ဆင့်ခေါ်လိုက်ပြီးအဲ့ဒီနေရာမှာရှိတဲ့လူချမ်းသာတွေကိုတယောက်ပြီးတယောက်ပစ်တက်လိုက်ပါတယ်။အခန်းထဲမှာတော့စူးစူးညံ့ညံ့အတန်တွေကြားလိုက်ရလို့ထွက်ကြည့်တဲ့အဆောက်ကိုအိမ်ဖော်တယောက်ကပလင်းနဲ့ခေါင်းကိုရိုက်ခွဲလိုက်ပါတယ်။သူ့ပေါင်မှာရှိတဲ့လှံကိုဆွဲထုတ်လိုက်ပြီးအခန်းထဲမှာရှိတဲ့အဆောက်တွေကိုတက်ပစ်လိုက်ပါတယ်။အဆောက်တယောက်စီကတော့ကိုဆွဲထုတ်လိုက်ပြီးကောင်းမလေးတွေစီကိုပစ်ပေးလိုက်ပါတယ်။အဲ့ဒီတော့တဲ့လက်ထိတ်ကိုဖြုတ်ပြီးဖျက်ပစ်လို့မှားသွားပါတယ်။အပြင်မှာရှိတဲ့ကောင်းမလေးကတော့လူချမ်းသာတွေကိုတယောက်ပြီးတယောက်ပစ်တက်နေတဲ့အချိန်လုံချုံရင်းတယောက်ကလာတိုက်ခိုက်ပါတယ်။ခုနကအိမ်ဖော်ကလာကာကွယ်ပေးပြီးလုံချုံရင်းအင်အားအယမ်းများနေလို့သူ့ပေါင်မှာရှိတဲ့တနက်ကိုဆွဲထုတ်လိုက်ပြီးပစ်လိုက်ပါတယ်။ကောင်းမလေးကမော်ဂါရာအကြီးစားရုပ်မှာမို့လို့အိမ်ပေါ်မလေးကိုအချိန်ဆွဲခိုင်းထားပြီးစံအိမ်ကိုဖောက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီအချိန်လေးကိုအိမ်ပေါ်မလေးနဲ့ကောင်းမလေးအပေါင်းမတွေကအပြင်ကနေကြည့်နေပါတယ်။အဲ့ဒီစံအိမ်မှာရှိတဲ့မြို့သားကတကယ်အပြစ်ရှိကြောင်ခိုင်လုံပြီးမို့လို့စနိုက်ပါနဲ့ပစ်တက်လိုက်ပါတယ်။တစ်ဖက်မှာတော့လွတ်ကျန်ရင်သမားတယောက်ကမာဖီးယားတွေကိုစနိုက်ပါနဲ့ရှင်းလင်းပစ်နေပါတယ်။ဘေးနားကလက်ထောက်ကတော့အချက်လက်တွေကိုတီးနေရဘယ်တယောက်ကိုပစ်ကမယ်ဆိုပြီးထိုင်ပြောပြနေပါတယ်။တက်ကမဲ့လူရီအတွက်ပြစ်သွားလို့တောင်ပြီးဆုံးမယ်ဆိုပြီးပြန်ဖို့အတွက်အထုပ်ပြင်ဆင်ဖို့လုပ်ပါတယ်။သူ့ရဲ့လက်ထောက်ကတော့ကြံနေတဲ့မာဖီးယားအဖွဲ့ဝင်တွေကိုအခုချိန်မှာတက်ပစ်လို့ရတယ်ဆိုပြီးပြောပါတယ်။အထက်ကအမိတ်ပေးလိုက်တာကလူ6ယောက်ပဲတက်ဖို့အတွက်မလို့အပ်ပဲတခြားသူတွေကိုတက်မှာမဟုတ်ဘူးလို့သူကပြောပါတယ်။အခုချိန်မှာမာဖီးယားအဖွဲ့ရဲ့အရေးကြီးပုဂ္ဂိုလ်တွေကိုမရှင်းလင်းနိုင်ရင်မာဖီးယားတွေကအသက်ပြန်ဝင်လာနိုင်ပါတယ်။ဒါပေမဲ့အထက်ကမာဖီးယားတွေအကုန်လုံးကိုအပြစ်ရှိပြစ်ချင်အဲ့ဒီလိုအမိတ်ပေးမှာပဲ။ဒါပေမဲ့သူတို့ရဲ့ရည်ရွယ်ချက်ကမာဖီးယားဖွဲ့စည်းပုံကိုတရားထားပြီးခေါင်းဆောင်တွေကိုအစားထိုးချင်တာဖြစ်နိုင်တယ်လို့ပြောပါတယ်။အဲ့ဒီမာဖီးယားဖွဲ့စည်းထဲမှာလည်းအထက်ကအသွင်ယူထားတဲ့လူတွေတောင်ပါနိုင်တာမို့လို့ခွင့်ပြုချက်မရှိပဲမတက်နိုင်တာလို့ပြန်ဖြေပါတယ်။သူတို့ပြန်တော့မဲ့အချိန်မှာပဲ drone တစ်စင်းကိုတွေးလိုက်လို့အသေးအံကားမောင်းပြီးထွက်ပြေးနေတဲ့အချိန်မှာပဲအဲ့ဒီ drone ကအပူကိုအာရုံခံနိုင်တဲ့ကင်မရာပါပါတယ်။အဲ့ဒါကြောင့်မို့ကားရဲ့ရှေ့မီးကိုဖွင့်ထားပြီးတနက်ကိုကားရဲ့ခေါင်းမိုးပေါ်မှာတွဲလောင်းချထားပြီးတနက်မောင်းကိုကျိုးနဲ့တုပ်လမ်းပေါ်မှာရှိတဲ့ဖူးတွေကြောင့်ကားကလှုပ်တဲ့အခါတနက်ကသူ့လိုပြစ်ပါလိမ့်မယ်။ငယ်ကြားကိစ္စတွေကရန်သူကပြန်ပြေးရင်ပြန်ပြေးဖို့အတွက်အမေးရထားတာမို့လို့သူတို့ပြစ်တဲ့အချိန်ကားပေါ်ကခုန်ချဖို့အတွက်ပလန်ဆွဲလိုက်ပါတယ်။ကားကပောက်ကွဲသွားရင်အပူကိုအာရုံခံနိုင်တဲ့ drone လည်းတာဝန်ပြပြောင်းသွားမယ်ဆိုပြီးထွက်သွားမယ်။နေကြားဆောက်ဂိတ်တွေကလည်းသူတို့တေးပြီးထင်ပြီးထွက်သွားပါတယ်။ဒါပေမဲ့အပူကိုအာရုံခံနိုင်တဲ့ drone ကရှိနိုင်သေးတာမို့လို့မနဲ့မိုးလင်းလို့နေကထွက်တဲ့အပူချိန်ကလူခန္ဓာကိုယ်အပူချိန်ကိုကျော်လွန်တဲ့အချိန်ပြန်မယ်လို့လုတ်ကျင်ရင်တမကပြောပါတယ်။သူတို့နှစ်ယောက်အိတ်နေတဲ့အချိန်ကောင်းမလေးကဘလို့ဖြစ်လို့လုတ်ကျင်ရင်တမဖြစ်လာတာလဲလို့မေးလိုက်ပါတယ်။ငါကအဲ့ဒီအဖွဲ့အစည်းထဲမှာပဲမွေးပြီးကြီးပြင်းလာတာငငယ်လေးကတည်းကလုတ်ကျင်တက်ဖြတ်နီးလဲနေကိုတေးပေးခဲ့ပြီးလုတ်ကျင်တက်ဖြတ်ဖို့အတွက်ပြုစုပြောထောင်ခံခဲ့ရတာငါသိတာကလည်းလုတ်ကျင်တက်ဖြတ်ဖို့ပဲအဲ့ဒီအဖွဲ့အစည်းရဲ့အကြီးကျယ်ဆုံးလက်နက်ဖြစ်ကြတာဂုံယူတယ်ဘလောက်ထိပဲတက်ဖြတ်ရေးမှာတုံနေပါစေဘယ်လူသားမှအသက်ကြီးလာပြီးတေးမှာကိုရှောင်လွှဲလို့မရဘူးအဲ့ဒါကြောင့်မို့ဒီအလုပ်ပြီးရင်အနားယူပြီးဂျပန်ကအဖွဲ့အစည်းတစ်ခုမှတက်တက်ဆလုတ်ကျင်တမားလေးတွေကိုပညာသင်ပေးပြီးလေ့ကျင့်ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လဲနင့်ကိုဒီမရှင်မှာတင်ယူဖို့အတွက်ခေါ်လာခဲ့တာလို့ပြောပါတယ်ကောင်းမလေးကသူ့ကိုအလုပ်တင်လို့ပြောလိုက်လို့ဒေါသထွက်ပြီးသူတို့နှစ်ယောက်စကားများညှင်းခုန်ပြီးတဲ့အချိန်မှာတော့အိတ်သွားပါတယ်မနေ့ရောက်တော့အထက်ကိုမရှင်ပြီးမြောက်ကြောင်းတင်ပြလိုက်ပြီးတော့ passport အတုတွေနဲ့သူတို့စီးကိုင်းတဲ့လေယာဉ်နဲ့ဂျပန်ကိုသွားဖို့အတွက်အမိန့်ပေးလိုက်ပါတယ်သူတို့သွားနေတော့လေယာဉ်ကရုတ်တရက်မတင်မငြိမ်ဖြစ်သွားလို့ခီးသက်တွေကပြာခတ်နေပါတယ်သတင်းထဲမှာတော့လေယာဉ်ကိုအကြမ်းဖက်သမားတွေကနှုတ်ချမ်းစီးတယ်လို့သတင်းလွှင့်နေတာကိုသိသွားပါတယ်တာဝန်ပြီးမြောက်သွားလို့အချက်လက်တွေကိုနှုတ်ပိတ်ဖို့အတွက်သူ့ကိုဖွဲ့စည်းကရှင်းပြတဲ့ဆိုတာကိုသူသိလိုက်တဲ့အချိန်လေယာဉ်မှုတွေကလည်းတနက်နဲ့ပြစ်ခတ်ထားရတာကိုတွေ့လိုက်ရပါတယ်ဒါကကျင်းနေပေါသူ့ကိုလှုပ်ကြံတယ်လို့နားလည်လိုက်တဲ့အချိန်ဘေးနာကတိုက်လေရင်တစည်းကလည်းသူစီးနေတဲ့လေယာဉ်ကိုဒုံးကျည်နဲ့ပစ်ပြီးအဆုံးသတ်လိုက်ပါတယ်သူတည်သွားတဲ့အချိန်ဘာဖြစ်လို့အဖွဲ့အစည်းကသူ့ကိုလှုပ်ကြံရတာလဲအဖွဲ့အစည်းအတွက်ဆိုအသက်ရှင်ပြီးအဖွဲ့အစည်းအတွက်ဆိုတည်ပေးဖို့အစဉ်သစ်ပဲဘာဖြစ်လို့သူ့ကိုတစ္ဆာဖောက်တာလဲလို့မခံမရဖြစ်နေပြီးဒေါသထွက်နေပါတယ်သူဒေါသထွက်နေတဲ့အချိန်မှာပဲနေဖျားမတယောက်စီကိုရောက်သွားပါတယ်အဲ့ဒီနေဖျားမကနေရဝင်းကြီးကိုမှန်ညံတွေကအစကနေအသက်ဆင်ပေးလိုက်ပြီးဒသိန်းတယောက်ဖြစ်ပြန်လည်မွေးဖွားလာမယ်ဒါမှမဟုတ်ငါရဲ့တောင်းဆိုချက်ကိုလက်ခံပြီးအခုဘွားရဲ့လက်ရှိမှန်ညံတွေကိုဒီတိုင်းထားပြီးငါနင့်ကိုအခုပို့ပေးမယ်ဖန်တစီကဘာရဲ့သူရဲ့ကောက်ကိုတက်ပေးရမယ်ဆိုပြီးရေးချက်ခွင်နှစ်ခုပေးလိုက်ပါတယ်လုတ်ချင်ရင်တမကလည်းအရင်ဘွားကတခြားသူရဲ့လက်နက်ဖြစ်ရှစ်တန်းမအစားကိုဘွားနဲ့ပဲကိုရှစ်တန်းကျင်တာကြောင့်နေဖျားမရဲ့တောင်းဆိုချက်ကိုရေးချက်လိုက်ပါတယ်သူရဲ့ကောက်ကရှင်းမွေးဖွားပြီး16နှစ်အကြာမှာမိစ္ဆာပရင်ကိုနှိမ့်နှင်းပြီးသူရဲ့ကောက်အစွမ်းတွေနဲ့ကဘာကိုဖြစ်စီးပြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့မိစ္ဆာပရင်ကိုအရင်နှိမ့်နှင်းပြီးမှတက်ပြရမှာလို့နေဖျားမကရှင်းပြပါတယ်နေဖျားမကလည်းသူ့ရဲ့တောင်းဆိုချက်တွေကိုလက်ခံလိုက်တဲ့အတွက်ကြောင့်မလို့လုတ်ချင်ရင်တမကိုစကေးတွေရွှေ့ချွတ်ခင်ပေးလိုက်ပါတယ်အရာအလုံးကိုကုသနိုင်ခြင်းစကေးဖဲတွေကိုအသစ်ဖန်တီးနိုင်တဲ့စကေးတက်တက်ချက်မရှိတဲ့တိုးတက်နိုင်ခြင်းစကေးနောက်ထပ်စကေးကတော့နတ်ဖျားတွေမျက်စိမှားနေကြမယ်ထင်ပြီးအဲ့ဒီစကေးကိုရွှေ့ချလိုက်ပါတယ်နောက်တော့ကျန်တဲ့စကေးကတော့ရေလေမြေမီးအပြင်နောက်ထပ်အလင်းနဲ့အမောင်လည်းရှိပါတယ်လူတော်တော်များများကတော့အဲ့ဒီထက်ကစကေးတစ်ခုခုနဲ့မွေးဖွားလာကြတာများပါတယ်သူကတော့အခြေခံရေလေမြေမီးကိုရွေးလိုက်ပါတယ်ရွှေ့ချပြီးတော့နတ်ဖ
ဖျားမကလှုပ်ကြရင်အလုပ်ကိုလှုပ်တဲ့ဆိုင်တစ်ခုမှမေးဖွားလာမယ်ဆိုပြီးတခြားကဘာကိုပို့ပေးလိုက်ပါတယ်သူမေးဖွားလာတဲ့အချိန်သူ့ကိုလူလို့နာမည်ပေးလိုက်ပြီးဘယ်နေရာဘယ်အိမ်ဘယ်မိသားစုမှာမေးဖွားလာတာဆိုတာကိုသိသွားပါတယ်သူမွေးဖွားလာပြီး9နှစ်အကြာအရွယ်ရောက်တော့တောထဲမှာအမဲလိုက်ပြီးသူ့ရဲ့အဖေနဲ့အမေကိုယုံသားရင်ချက်ကျွေးလိုက်ပါတယ်သူချက်နေတဲ့ယုံသားဟင်းကအရန်ကောင်းလို့သူ့ရဲ့အမေကတော့ဂုံလို့မဆုံးဖြစ်နေပါတယ်စားပြီးရင်လေးကျင်အခန်းကိုလာခဲ့လို့သူ့ရဲ့အဖေကမှာလိုက်ပါတယ်လေးကျင်အခန်းကိုရောက်တော့သူ့ရဲ့ဝတ်စားတွေကိုချွတ်ခိုင်းလိုက်ပြီးခနာကိုပုံစံအမျိုးမျိုးနဲ့ရက်ခိုင်းလိုက်ပြီးတပတ်တစ်ခါခနာကိုဖွင့်ပြမှုကိုစစ်ဆေးပြီးတော့နောက်ထပ်လေးကျင်ရည်တွေကိုဆုံးဖြတ်ပေးနေတာဖြစ်ပါတယ်သူ့ရဲ့အဖေကနိုင်ငံရဲ့အကျော်ကြားဆုံးဆရာဝန်ဖြစ်သလိုအထူးကြိုဆုံးလူကျင်သမားလည်းဖြစ်ပါတယ်သူ့ရဲ့ခနာကိုဖွဲ့စည်းပုံအခြေအနေကိုကြည့်ပြီးသူ့ကိုမော်မျက်လုံးပေးမယ်လို့ပြောပါတယ်မော်မျက်လုံးကအမြင်အာရုံကိုပိုကောင်းစေပြီးတခြားသူတွေရဲ့မန္တန်ကိုယ်တော်မြင်နိုင်စွမ်းရှိပါတယ်အဲ့ဒါကြောင့်မို့သူကမော်မျက်လုံးကိုအသေးသက်လိုချင်နေတာဖြစ်ပါတယ်သူ့ရဲ့ဖေကလည်းမျက်လုံးကိုခွဲစိတ်ပြီးသူ့ကိုမော်မျက်လုံးအစွမ်းပေးလိုက်ပါတယ်မော်မျက်လုံးအစွမ်းထည့်ပေးပြီးဒဏ်ရာပြန်ကောင်းလာတဲ့အချိန်မှာတော့အရာအလုံးကိုကောက်ကောက်မြင်နိုင်စွမ်းရှိနေပါပြီတစ်ချိန်ကျရင်ကိုယ့်ရဲ့သားသမီးတွေကိုမော်မျက်လုံးထည့်ပေးရမှာမို့လို့မော်မျက်လုံးအစွမ်းထည့်ပေးနည်းကိုတင်ပေးမယ်လို့သူ့ရဲ့ဖေကပြောပါတယ်နောက်ပြီးမော်ပညာလေ့ကျင့်ဖို့အတွက်သူ့ရဲ့ဆရာကိုလည်းအိမ်အရောက်ခေါ်ထားပြီးပြီလို့ပြောပါတယ်သူ့ရဲ့ဆရာလည်းရောက်လာတော့သူနဲ့အသက်အရွယ်တွေကောင်းမလေးဖြစ်နေပါတယ်ကောင်းမလေးကလည်းသူ့ကိုအထင်သေးတဲ့မျက်လုံးနဲ့ကြည့်နေတဲ့မင်းသားကိုသူ့မှာပါရမီရှိကြောင်းမော်ကာတာကိုရွတ်ပြလိုက်ပြီးတက်သိပြလိုက်ပါတယ်ဒီလိုနဲ့တယောက်နဲ့တယောက်ရဲ့နာမည်တွေကိုမိတ်ဆက်နေပါတယ်ဆရာဖြစ်သူကောင်းမလေးကတော့လူရဲ့မော်ဆွမ်းအားတွေကိုတိုင်းတာဖို့အတွက် Ferris ဆိုတဲ့ကြောက်ကိုပြလိုက်ပါတယ်အဲ့ဒီ Ferris ဆိုတဲ့ကြောက်ကမော်ဆွမ်းအားတွေကိုတိုးလောင်ထားပေးပြီးလူတယောက်ရဲ့မော်ဆွမ်းအားတွေကိုတိုင်းတာလို့ရပါတယ်ဆရာဖြစ်သူကောင်းမလေးကလည်းလူကိုအဲ့ဒီကြောက်ထဲကိုမော်ဆွမ်းအားတွေထည့်ခိုင်းလိုက်ပါတယ်အရာအလုံးကုသခြင်းစကေးနဲ့အကန့်အသတ်မရှိတိုးတက်ခြင်းစကေးကြောင့်လူရဲ့မော်ဆွမ်းအားကအဆထောင်တိုးတက်နေပါတယ်မော်ဆွမ်းအားကိုတိုင်းတာပေးတဲ့ Ferris ကြောက်ကလည်းအလင်းနဲ့ဖြတ်ထွက်လာပြီးဆရာဖြစ်သူကောင်းမလေးကလည်းတော်တော်လေးအံ့ဩနေပါတယ်မော်ဆွမ်းအားကအရန်များနေတော့ကြောက်လည်းမခံနိုင်ပဲပောက်ကွဲတော့မဲ့အချိန်ကောင်းမလေးကမိုးပေါ်ကိုပြစ်ခိုင်းလိုက်ပါတယ်နျူကလ িয়ার ပောက်ကွဲသလိုပောက်ကွဲသွားပြီးစံအိမ်ကြီးတစ်ခုလည်းရကြမရှိအောင်ဖြစ်သွားပါတယ်လူရဲ့မိဘနှစ်ယောက်ကလည်းရောက်လာပြီးဖြစ်သွားတဲ့အချိန်လေးကိုလာမိပါတယ်ဆရာဖြစ်သူကောင်းမလေးကလည်းအကြောင်းစုံရှင်းပြလိုက်တော့အဲ့လောက်ကြီးတိမော်ဆွမ်းအားရှိသွားတာကိုသိသွားတော့မိဘနှစ်ယောက်လည်းဂုဏ်လို့မဆုံးဖြစ်သွားပါတယ်လောက်ကျန်တက်ဖြစ်တဲ့မော်ပညာကိုလည်းသင်ပေးပါဆိုပြီးလူရဲ့ဖေကတောင်းဆိုပြီးသူတို့နှစ်ယောက်ထွက်သွားပါတယ်ပောက်ကွဲအားပြည့်ထန်တဲ့ဖဲကြောက်တွေကိုလူကအရန်လိုချင်လို့ဆရာဖြစ်သူကောင်းမလေးဒီယာကိုအတင်းတောက်ပေမဲ့လည်းညှစ်ခံလိုက်ရပါတယ်နောက်နေ့မနေ့ရောက်တော့ဒီယာကဖဲရင်ကြောက်ကိုပေးလိုက်ပြီးမော်ဆွမ်းအားနည်းနည်းလေးပဲထည့်ခံလိုက်ပါတယ်ရေလေမြင်ပြီးအခြေခံမော်ဆွမ်းအားအကုန်လုံးကိုပါနေလို့ဒီယာလည်းအရန်အံ့ဩနေပါတယ်ဒီယာကလူကိုမော်ဆွမ်းအားဘယ်လိုတော့အောင်လဲဆိုတာကိုသိပေးနေတဲ့အချိန်မော်ကတာကိုရွတ်ပြီးမြေမော်ဆွမ်းအားသုံးနည်းကိုပါနားလည်သွားပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လည်းတယောက်နဲ့တယောက်တဖြည်းဖြည်းရင်းနှီးလာခဲ့ပါတယ်ညရောက်တော့မော်ကာတာစကလုံးတွေကိုချရေးနေပြီးတယောက်တည်းလေ့လာနေပါတယ်မနေ့ရောက်တော့ဒီယာကိုသူတိတက်မြမော်ကာတာတွေကိုချရေးခိုင်းပြီးစပဲတွေကိုအသစ်ဖန်တီးနိုင်တဲ့စကေးနဲ့ရွှေကိုဖန်တီးနိုင်သွားပါတယ်နောက်နေ့ရောက်တော့မီးစွမ်းအားနဲ့စပဲတွေကိုအသစ်ဖန်တီးနိုင်တဲ့စကေးနဲ့တနက်တက်လက်ကိုဖန်တီးနိုင်လိုက်ပါတယ်ဒီယာလည်းမော်စွမ်းအားတွေကိုရွတ်လိုက်ပြီးသူ့လိုမျိုးပဲတနက်ကိုဖန်တီးနိုင်လိုက်ပါတယ်ဒါပေမဲ့နောင်လာမဲ့အနာဂတ်မှာသူရဲ့ကောင်းကိုတတ်နိုင်တဲ့ဂန်ပါဝါကမလွန်လောက်သေးတာကြောင့်အမြောက်ကြီးတစ်ခုကိုဖန်တီးလိုက်ပြီးပြစ်လိုက်ပါတယ်ဒီလိုနဲ့တယောက်နဲ့တယောက်မော်ပညာကိုလေ့လာပြီးအချိန်တွေလည်းတဖြည်းဖြည်းနဲ့ကုံဆုံးလာတာနှစ်ပတ်တောင်ရှိလာပြီမို့လို့ဒီယာလည်းပြန်တော့မဲ့အချိန်ကိုရောက်လာပါတယ်လူကဒီယာကိုမပြန်ခင်အလက်ထိုထိုက်တီနီယန်တက်ထုနဲ့လှုပ်ထားတဲ့ဓာတ်ချောင်းကိုလက်ဆောင်ပေးလိုက်ပါတယ်အဲ့ဒီဓာတ်ကအရန်ထက်လွန်လို့အပေါ်ကကျလာတဲ့စက္ကူကိုတောင်နှစ်ပိုင်းပြတ်သွားပါတယ်လူတွေဒီယာသာမတင်ပေးရင်မော်ပညာအသုံးပြုလို့ရမှာမဟုတ်ပါဘူးဒီယာလည်းလူနဲ့တာမတွေ့ရင်ကိုယ်ပိုင်မော်ဆွမ်းအားခါတာအသစ်တွေကိုဖန်တီးနိုင်မှာမဟုတ်ဘူးလို့တယောက်နဲ့တယောက်အပြန်လည်ပြောပြီးဒီယာကသူဆွဲထားတဲ့လက်ဆွဲလေးကိုပေးလိုက်ပါတယ်မနေ့ရောက်တော့တယောက်နဲ့တယောက်နှုတ်ဆက်ပြီးဒီယာကအိမ်ပြန်သွားပါတယ်